အားလုံးပဲမင်္ဂလာပါ Inside မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် share လုပ်ပေးသွားမှာတော့မြောက်ကိုရီးယားရဲ့ internet စနစ်ကိုဟက်ပြီးတော့ခေါင်းဝအောင်လုပ်နိုင်ခဲ့တဲ့လူတစ်ယောက်အကြောင်းပါဆိုတော့သူ့အနေနဲ့ community နိုင်ငံတွေထဲမှာဘာကြောင့်မြောက်ကိုရီးယားကိုရွေးပြီးတော့လုပ်ရတာလဲပြီးတော့မြောက်ကိုရီးယားရဲ့ internet စနစ်အားနည်းချက်ကိုသူ့အနေနဲ့ဘယ်လိုရှာဖွေတွေ့ရှိခဲ့တာလဲသူဒီလိုမြောက်ကိုရီးယား internet စနစ်ကိုဖျက်ချလိုက်ပြီးနောက်ပိုင်းမှာမြောက်ကိုရီးယားကို counter measure အနေနဲ့သူ့ဘာတွေပြန်လုပ်ခဲ့လဲကျွန်တော်အဲ့ဒါတွေကိုအသေးစိတ်သွားလိုက်အောင်ဖြစ်စဉ်ကတော့2022ခုနှစ်ဇန်နဝါရီလမြောက်ကိုရီးယားနိုင်ငံကိုစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ကမြောက်ကိုရီးယားနိုင်ငံဒီ website တွေ down သွားတယ်မြောက်ကိုရီးယား internet စနစ် down သွားတော့သတိထားမိလိုက်ပါတယ်ဒီလိုမျိုးမြောက်ကိုရီးယားနိုင်ငံ internet စနစ်ကအချိန်တစ်ခုကြာအောင် down သွားတယ်ဆိုတော့တာမန်အခြေအနေတစ်ခုမဟုတ်ပါဘူးဒီတော့စောင့်ကြည့်လေ့လာတဲ့အဖွဲ့အနေနဲ့ဒါ hacker အဖွဲ့တစ်ဖွဲ့အများလုပ်လိုက်တာလားဘာမှမဟုတ်ရင်မြောက်ကိုရီးယားနိုင်ငံအဓိကရန်သူတော်ဖြစ်တယ်အမေရိကန်နိုင်ငံ CIA ဌာနလုပ်လိုက်တာလားဆိုပြီးတော့ဆက်ပြီးတော့သတင်းလိုက်ကြပါတယ်တကယ်လက်တွေ့မှာဒီ hacking ဖြစ်စဉ်ကဘယ် hacker အဖွဲ့မှလုပ်တာလည်းမဟုတ်သလိုဘယ်ထောက်လိုင်း agency မှလုပ်လိုက်တာမဟုတ်ပါဘူး ALS ဆိုတဲ့လူတောက်ကပဲလုပ်နိုင်ခဲ့တာပါဆိုတော့ ALS အနေနဲ့မြောက်ကိုရီးယားနိုင်ငံ internet စနစ်ကိုဒေါင်းပြီးနောက်ပိုင်းမှာခြေရာဖျောက်တဲ့အနေနဲ့သူ့ရဲ့ identity ကိုဖုံးကွယ်ပြီးတော့တခြား identity အတုတွေနဲ့အမေရိကန်နိုင်ငံအတွင်းမှာပဲလှည့်ပတ်ပြီးတော့တင်းရှောင်နေခဲ့တယ်စက်တဖန်အနေနဲ့ဆိုရင် ALS တူတိုက်ခန်းကနေအပြင်သွားတဲ့အချိန်တိုင်းဂျီကာဟိုဒီဝတ်သွားတယ်ပြီးတော့တက်နက်လည်းဆောင်းသွားပါတယ်အမေရိကန်ပြည်တွင်းထောက်လိုင်း agency ဖြစ်တဲ့ FBI ကဒီ hacking ဖြစ်စဉ်ကို ALS လုပ်လိုက်နိုင်ခဲ့တာကိုသိပြီးနောက်ပိုင်း ALS ကိုဆက်သွယ်ခဲ့တယ်နောက်ဆုံးမှာတော့ ALS ကြောင့် FBI နဲ့သဘောတူညီမှုရသွားတယ်သူဒီလိုလက်ပတ်တင်းရှောင်နေရကနေ online ပေါ်တက်လာခဲ့တယ်ပြီးတော့သူ့အနေနဲ့ဘာကြောင့်မြောက်ကိုရီးယားရဲ့ internet စနစ်ကိုမှဒေါင်းအောင်လုပ်ခဲ့လဲဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာကိုဖွင့်ပြောလာပါတော့တယ် warns that North Korea could conduct another nuclear test that they don't care about human rights ဆိုရင်ကျွန်တော်တို့ LSD မြောက်ကိုရီးယားနိုင်ငံ internet ကိုဖျက်လိုက်တဲ့ hacking ဖြစ်စဉ်ရဲ့အစပိုင်းကိုတွားလိုက်အောင်တကယ်လို့ LSD မြောက်ကိုရီးယားနိုင်ငံ internet ကိုဖျက်မချအောင်ဆိုရင်သူ့အနေနဲ့အချိန်မရွေးမြောက်ကိုရီးယားနိုင်ငံတွေကိုတွားရောက်လေပတ်ခွင့်ရှိတယ်ဒါပေမဲ့သူဒီလိုလုပ်လိုက်တဲ့အတွက်မြောက်ကိုရီးယားနိုင်ငံကိုတွားရောက်လေပတ်ခွင့်ကိုအပိတ်ပင်ခံလိုက်ရပြီဘာဖြစ်လို့ LS ကဒီမြောက်ကိုရီးယားနိုင်ငံ internet ကိုဖျက်ချလိုက်လဲဆိုတော့ဒီ hacking ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့အစ LS ကစထားတာမဟုတ်ပါဘူးမြောက်ကိုရီးယားနိုင်ငံကစထားတာပါပြောရရင်မြောက်ကိုရီးယား hacker တွေက LS ကိုအရင်စပြီး hack ခဲ့တာပါ LS က Hyperion Grey လို့ခေါ်တဲ့ consulting company ရဲ့ကို owner ပါ consulting company ဆိုတဲ့အတိုင်းပဲ LS company ကတခြား company တွေ enterprise တွေနောက်ဆုံးအစိုးရအတွက်ကိုပါအလုပ်လုပ်နေတာပါဒီလို consulting ပိုင်းဆိုင်ရာ service ပေးတဲ့အပိုင်းမှာဆိုရင်နာမည်ကြီး company ၄ခုရှိပါတယ်အဲ့ဒီ company ၄ခုကတော့ PwC, Deloitte, KPMG နဲ့ EY ပါဒီလို consulting ပိုင်းဆိုင်ရာ service ပေးတဲ့အခါကျရင် standard တွေ law တွေကိုလိုက်နာရပါတယ်ကျန်းမာရေးပိုင်းဆိုင်ရာဆိုရင် Health Insurance, Portability and Accountability Act HIPPA ပြီးတော့ payment ပိုင်းမှာဆိုရင် Payment Gap Industry, Data Security Standard, PCI DSS Standard ပြီးတော့ IT ဘိုင်းမှာဆိုရင် National Institute of Standard and Technology NIST အဲ့လို standard တွေ law တွေကိုလိုက်နာရပါတယ်ဆိုတော့မြောက်ကိုရီးယား hacker အဖွဲ့က company တစ်ခုခုဒါမှမဟုတ်ရင် enterprise ဒါမှမဟုတ်ရင်အစိုးရတစ်ခုခုဘာဖြစ်လို့တိုက်ရိုက်မတိုက်ခိုက်ဘဲနဲ့ LS ကိုတိုက်ခိုက်ရတာလဲအဲ့ဒါကိုနားလည်ဖို့ဆိုရင်ကျွန်တော်ခုပြထားတဲ့ပုံလေးကိုကြည့်ရင်သိနိုင်ပါတယ်အခုအပေါ်ဆုံးမှာဆိုရင် consulting company စီဆိုတော့ဒီ consulting company စီကဒါ LS ရဲ့ company ပဲဆိုပါစို့သူ့ရဲ့အောက်မှာဆိုရင်ဒီ company စီကဘန် A B C D ဘန်၄ခုကို service ပေးနေတယ်တကယ်လို့မြောက်ကိုရီးယား hacker အဖွဲ့ကဘန် A ရဲ့ IT တင်းကိုပဲဟတ်နိုင်မယ်ဆိုရင်ဒီဘန် A မှာရှိနေတဲ့ network ထဲပဲရောက်မယ်ဘန် A ရှိကဖတ်ဆံပဲရပါမယ်ဒီဘန်၄ခုကိုဟတ်ချင်တယ်ဆိုရင်တခုချင်းစီကိုဟတ်နိုင်မယ်စတာ LS ရဲ့ company စီကိုဟတ်မယ်ဆိုရင်အဲ့ဒီဘန်၄ခုလုံး network တွေကိုရောက်နိုင်ပါတယ်အဲ့ဒါကြောင့်ပဲအစိုးရတည်းဒါမှမဟုတ်ရင် enterprise တွေကိုတိုက်ရိုက်တိုက်ခိုက်မယ်စတာ LS လိုမျိုးဒီ consulting company ကိုတိုက်ခိုက်တာပါ LS လို company တွေကို IT security ဘိုင်းဆိုင်ရာ officially service ပေးတဲ့လူမျိုးကိုကျွန်တော်တို့အလွယ်တကူရှာတွေ့နိုင်ပါတယ်အလုပ်ရှာဖွေတဲ့ social media application တစ်ခုဖြစ်တဲ့ LinkedIn application နဲ့မှာရှာတွေ့နိုင်ပါတယ် LinkedIn မှာဆိုရင် LS တို့ hacker ဆိုတဲ့ label နဲ့တွေ့ရမှာမဟုတ်ဘဲနဲ့ security researcher ဒါမှမဟုတ်ရင် pentester ဆိုတဲ့ label နဲ့တွေ့ရမှာပါဒီနေရာမှာ security researcher pentester နဲ့ hacker တွေရဲ့ကွာခြားမှုကိုကျွန်တော်ရှင်းလုပ်ပေးချင်ပါတယ်အခုပုံလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တကယ်လို့လူတစ်ယောက်က IT security ဘိုင်းဆိုင်ရာကိုစိတ်ဝင်စားလို့လေ့လာတယ်သူလေ့လာထားတဲ့ပညာကိုပြန်ပြီးတော့အသုံးချတဲ့အပိုင်းမှာဆိုရင် company တစ်ခုရဲ့ IT security ဘိုင်းမှာအလုပ်လုပ်မယ်ပြီးတော့သူ့ရဲ့ profile ကို officially ချပြထားမယ်ဒါဆိုရင်ကောင်းတာလုပ်တဲ့အတွက် security researcher pentester လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်တခြားတစ်ဖက်မှာဆိုရင်တော့ကိုတယောက်တည်းဒါမှမဟုတ်ရင် underground တင်းနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်နေမယ် activity ဘိုင်းမှာဆိုရင် website တွေ database တွေ hack တာမျိုးဒါမှမဟုတ်ရင် security အားနည်းချက်တွေရှာပြီးတော့ပြန်ပြီးရောင်းစားတာမျိုး cyber security ကိုပဲမကောင်းတဲ့ပတ်ချမ်းမှာအသုံးချတဲ့အတွက်ကျွန်တော်တို့ hacker လို့သတ်မှတ်ရမှာပါဒီလို IT security ဘိုင်းမှာကောင်းတာလုပ်တဲ့အပိုင်းနဲ့မကောင်းတာလုပ်တဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့ sharing လုပ်ပေးရမယ်ဆိုရင် web bounty hunting နဲ့ကျွန်တော် sharing လုပ်ပေးချင်ပါတယ် web bounty hunting ကိုကျွန်တော်တို့ရေဘူးအားဖြင့်ပြောမယ်ဆိုရင် website တွေရဲ့အားနည်းချက်ကိုရှာတာ
ဒါမှမဟုတ်ရင်ကုမ္ပဏီတွေကပေးတဲ့ IT service တွေရဲ့အားနည်းချက်ကိုရှာတာပါဥပမာပြောရမယ်ဆိုရင် Hacker One ဆိုတဲ့ website ရှိပါတယ် Hacker One နဲ့ဆိုရင် Facebook, Apple, Twitter ဒီလိုကုမ္ပဏီကြီးတွေကချိတ်ဆက်ထားပါတယ်ဥပမာကိုကတကယ်လို့ Facebook ကနေ security အားနည်းချက်တစ်ခုကိုတွေ့ပြီဆိုရင် Hacker One ကနေမှတစ်ဆင့် Facebook ကို report တင်မယ်ပြီးတော့ Facebook က report တင်ထားတဲ့ security batch ရဲ့အားနည်းချက်ကို validate လုပ်မယ် validate လုပ်လို့တကယ်အမှန်ဆိုရင် Facebook က report တင်တဲ့လူစုချပေးမှာပါဒါကို bug bounty hunting လို့ခေါ်ပါတယ် security researcher တွေအနေနဲ့ကသူတို့တွေ့တဲ့ဒီ security အားနည်းချက်ကိုအဲ့ဒီကုမ္ပဏီကို direct report တင်ပြီးတော့ပဲဖြစ်စေဒါမှမဟုတ်ရင် Hacker One ကိုကြားခံပြီးတော့ပဲဖြစ်စေ report တင်လို့ရပါတယ်တခြားတစ်ဖက်မှာဆိုရင်တော့ကုမ္ပဏီတစ်ခုရဲ့ security အားနည်းချက်ကိုသိပြီဒါပေမဲ့အဲ့ဒီကုမ္ပဏီကို report မတင်ဘဲနဲ့ကျွန်တော်တို့ black market မှာတွားရောင်းလို့ရပါတယ် black market မှာတွားရောင်းတဲ့အခါကျရင်လည်း officially ရောင်းတာဒါမှမဟုတ်ရင် dark web မှာရောင်းတာဆိုပြီးနှစ်မျိုးရှိပါတယ် officially ရောင်းတဲ့အပိုင်းမှာဆိုရင်တော့ 0DN ဆိုတဲ့ website ရှိပါတယ်အခုကျွန်တော်ပြထားတဲ့ပုံကိုကြည့်မယ်ဆိုရင် 0DN website က mobile device တွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကချီးမြှင့်တဲ့ boundary ဖတ်ဆံပါဒါကတော့ mobile device နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကသတ်မှတ်ထားတဲ့ boundary rate တွေပါ mobile device မဟုတ်ဘဲနဲ့ကျွန်တော်တို့ PC ထဲမှာဆိုရင် Windows လည်းရှိမယ် MacBook တွေလည်းရှိမယ်ကဲဒါဆိုရင်ကျွန်တော်တို့အခုပြထားတဲ့ဒီ mobile device တွေပေးတဲ့ boundary rate ကိုပဲအရင်ကြည့်လိုက်အောင်အောက်ဆုံးမှာဆိုရင် American dollar 3သိန်းကနေစပြီးပေးထားတယ်အများဆုံးဆိုရင် American dollar 2 တန်းခွဲထိကိုပေးပါတယ်သူ့ရဲ့ level တွေရဆိုရင်အနီရောင်ကဒါ Apple device တွေကိုပြောတာအညူရောင်တွေက Android နောက်ဆုံးတစ်ခုစိမ့်ပြရောင်ကတော့ Apple ရော Android ကိုပါကိုစားပြုပါတယ်ပထမဆုံးအနေနဲ့သူ့ရဲ့ back boundary ဒေါ်လာ3သိန်းထိပေးရတဲ့ဟာ passcode bypass နဲ့ touch ID bypass ကိုကြည့်လိုက်အောင်သူကအနီရောင်ဖြစ်တဲ့အတွက်ဒါ Apple device တွေကိုပြောတာတကယ်လို့တယောက်ကဒီ Apple device တွေရဲ့ login ဖြစ်တဲ့ passcode နဲ့ touch ID ကိုကြော်ခွာနိုင်တယ် bypass လုပ်နိုင်တယ်ဆိုရင် Hacker One ကိုခံပြီးတော့ Apple ကို report တင်မယ်ဆိုရင် American dollar 3000 ဝန်းကျင်လောက်ထိကိုရနိုင်တယ်ဒါမှမဟုတ်ဘူး 0DN မှာလာပြီးတော့ရောင်းချမယ်ဆိုရင် American dollar 3သိန်းထိကိုရနိုင်ပါတယ်အဓိကကွာခြားချက်အနေနဲ့ကနှစ်ခုရှိပါတယ်တကယ်လို့ Apple ကို report တင်မယ်ဆိုရင် Apple ဘက်ကနေ back boundary ဖက်ဆန်လည်းပေးမယ်ပြီးတော့ appreciate လုပ်တဲ့ official email လည်းရပါမယ်ဒါမှမဟုတ်ဘူး 0DN မှာလာရောင်းချမယ်ဆိုရင်တော့ Apple ကပေးတဲ့ဖက်ဆန်တဲ့အများကြီးပိုရမယ်ဒါပေမဲ့ကိုကရောင်းချလိုက်တာဖြစ်တဲ့အတွက်ဒီ back boundary နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့နာမည်ခံလို့မရတော့ပါဘူးဒါဆိုရင်ကျွန်တော်တို့ back boundary handling ဘိုင်းမှာ company ကို report တင်တာနဲ့ 0DN ဒီ black market မှာလာရောင်းချတာကိုသိပြီ 0DN ပတ်စံတွေအများကြီးပို့ပေးတယ်ဘာကြောင့်ပို့ပေးတာလဲတကယ်လို့ Apple ကို report တင်မယ်ဆိုရင် Apple ကသူ့ကို report တင်တဲ့ security အားနည်းချက်ကိုနောက် update မှာပြင်ပေးလိုက်မှာပါ 0DN ဘိုင်းမှာဆိုရင်တော့သူကပတ်စံတွေအများကြီးပို့ပေးနိုင်တယ်ဆိုတာသူ့စီကိုလာရောင်းချတဲ့ဒီ security အားနည်းချက်ကို 0DN တခြားနိုင်ငံတွေကထောက်လှမ်းရေး agency တွေကိုပြန်လည်ရောင်းချတာပါဥပမာကျွန်တော်တို့ American နိုင်ငံရဲ့ဒီ CIA ဘက်ကနေစဉ်းစားကြည့်မယ်ဆိုရင် CIA ရဲ့ဒီ Apple phone တွေရဲ့ဒီ passcode touch ID ကို bypass မလုပ်နိုင်ဘူးဒါပေမဲ့ 0DN ကသူတို့ဝယ်ယူတဲ့ဒေါ်လာ3သိန်းအဲ့ဒီဒေါ်လာ3သိန်းကို3ဆဒေါ်လာ3သိန်းနဲ့အဲ့ဒီ security အားနည်းချက်ကို 0DN ကနေပြန်ဝယ်လိုက်မယ်ဆိုရင်ဒီ Apple phone တွေရဲ့ passcode touch ID bypass ကိုတိတာဆိုရင်လာရောင်းချတဲ့လူပြီးတော့ 0DN ပြီးတော့ American နိုင်ငံရဲ့ CIA ပဲတိနေမှာပါ Apple company တွေကိုယ်တိုင်တော့သူ့ mobile device တွေအားနည်းချက်ကိုမသိနေတဲ့အချိန်မှာ CIA ကတိနေတယ်ပြီးတော့ CIA ရဲ့ထောက်လှမ်းရေး mission တွေမှာဆိုရင်လည်းဒီ security အားနည်းချက်ကအများကြီးအသုံးဝင်နေမှာပါဒီလောက်ဆိုရင်တော့ဘာကြောင့် 0DN က company တွေရဲ့ security အားနည်းချက်ကိုပတ်စံတွေအများကြီးပို့ပေးပြီးတော့ဝယ်ယူလဲဆိုတော့နားလည်ပြီလို့ထင်ပါတယ်ကျွန်တော်နောက်ထပ် security အားနည်းချက်နှစ်ခုကိုသွားလိုက်အောင်ပထမတစ်ခုကတော့ American dollar 2 တန်းပေးတဲ့ iOS FTP 0 click ဒုတိယတစ်ခုကတော့ American dollar 2 တန်းခွဲပေးတဲ့ Android FTP 0 click ဒါကိုကျွန်တော်အလွယ်တကူနားလည်အောင်ရှင်းပြရမယ်ဆိုရင်တော့ iOS device တွေနဲ့ Android device တွေကိုတစ်ချက်တည်းနဲ့ဟပ်လိုက်တယ်ပြီးတော့ malware ကိုအဲ့ဒီ device တွေထဲမှာဆက်ရှိစေရပါဒီနေရာမှာမေးခွန်းကဘာကြောင့် iOS device တွေထက် Android device ကပိုပြီးတော့ဈေးတာပြီးတော့ရနေတာလဲဒါကဘာကြောင့်လဲဆိုတော့ iOS device တွေမှာဆိုရင်ကျွန်တော်တို့ iPhone, iPad, MacBook ဒါမှမဟုတ်ရင် all in one Apple company ကထုတ်တဲ့ device တွေပဲရှိတာပါဒါပေမဲ့ Android ဘိုင်းမှာဆိုရင်တော့ Samsung company, Xiaomi, Google company ကဆိုရင် Nexus ပြောမယ်ဆိုရင် Android ကိုအသုံးပြုပြီးတော့ထုတ်ထားတဲ့ဒီ device မှန်သမျှကိုဟပ်လို့ရလို့ပါ device အရေးအတွက်အားဖြင့်ဆိုရင် iOS ထက်ဆိုင် Android ကပိုပြီးများလို့ပါဒါကတော့ကျွန်တော်ဘက်ပေါင်တွေ handle ဘိုင်းမှာဆိုရင်တော့ mobile device တွေအကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားတာပါ website တွေ social media အပိုင်းမှာဆိုရင်လည်းဘက်ပေါင်တွေ handle နေရှိပါသေးတယ်ဒီနေရာမှာတော့ကျွန်တော် Facebook ကနေတွေ့ထားတဲ့ security အားနည်းချက်တစ်ခုကိုကျွန်တော် sharing လုပ်ပေးလိုက်ပါကျွန်တော်တို့တကယ်လို့ Facebook မှာ password ချိန်မယ်ဆိုရင် current password ရိုက်ထဲမှာ password အသစ်ကိုကျွန်တော်တို့ရိုက်ထည့်လို့ရမှာပါအခုဒီပုံလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် current password ကိုရိုက်ထည့်စရာမလိုဘဲနဲ့ကျွန်တော်တို့ password အသစ်ကိုရိုက်ထည့်လို့ရပါတယ်ဒီအားနည်းချက်ကိုကျွန်တော်တို့ဘယ်နေရာမှာအသုံးချလို့ရလဲဆိုရင်ဒီများ device တွေကိုကျွန်တော်တို့ကဟပ်ပြီးတော့ဝင်ရောက်သွားပြီအဲ့ဒီအချိန်မှာဆိုရင် Facebook ကိုကျွန်တော်တို့ password ချိန်မယ်ဆိုရင် current password ရိုက်ထည့်ရမှာပါ
အဲ့ဒီလိုအနေထားမျိုးမှာဆိုရင်ကျွန်တော်ဒီ security အားနည်းချက်ကိုအသုံးချလို့ရတယ်ဒါမှမဟုတ်ရင်တယောက်ကသူ့ရဲ့ကွန်ပျူတာကိုအသုံးပြုနေနေထားသွားတယ်ကွန်ပျူတာကိုလော့ချမသွားဘူးအဲ့ဒီအချိန်မျိုးမှာဆိုရင်သူ့ရဲ့ browser ထဲကိုဝင်ပြီးတော့ password ချိန်မယ်ဆိုရင်လည်းဒီ security အားနည်းချက်ကိုအသုံးပြုပြီးတော့ current password ကိုရိုက်ထည့်စရာမလိုဘဲနဲ့ password အသစ်ကိုချိန်လို့ရပါတယ်ဒီလောက်ဆိုရင်တော့ security researcher တွေ pentester တွေနဲ့ hacker တွေရဲ့ကွာခြားမှုကိုသိပြီး web foundry handling ဘိုင်းမှာဆိုရင်လည်းကုမ္ပဏီကိုတိုက်ရိုက် report တင်လို့ရတယ်လို့ 0DN လို website မျိုးမှာဖတ်ဆန်တွေအများကြီးနဲ့ရောင်းချလို့ရတာကိုလည်းသိသွားပြီကျွန်တော်ဆက်ပြီးတော့မြောက်ကိုရီးယားရဲ့ internet ကိုဖျက်ချတဲ့ဖြစ်စဉ်ကိုပြန်သွားမယ်ဆိုရင် LS က Hyperion Grid လို့ခေါ်တဲ့ consulting company ရဲ့ကို owner လည်းဖြစ်တယ်လို့ security researcher အနေနဲ့လည်းလုံခြုံရေးပိုင်းဆိုင်ရာအကြံပေးနေခဲ့တာပါပထမဆုံးအနေနဲ့မြောက်ကိုရီးယား LS ကိုဟက်ဖို့ကြိုးစားခဲ့တာကိုကျွန်တော်လေ့လာကြည့်လိုက်အောင်တကယ်တော့မြောက်ကိုရီးယား hacker အဖွဲ့က LS ကိုတိုက်ရိုက်လာခဲ့တာမဟုတ်ပါဘူး LS ရဲ့တငယ်ချင်းစီကနေမှတစ်ဆင့်တွဲဝိုက်ပြီးတော့လာခဲ့တာပါ LS ရဲ့တငယ်ချင်းကသူ့ကိုပြောပြတာသူ့အနေနဲ့မြောက်ကိုရီးယား hacker တယောက်နဲ့စကားပြောနေတယ်ဒါပေမဲ့ပုံစံကြည့်ရတယောက်တည်းမဟုတ်ဘဲနဲ့လူယောက်20လောက်ပါတဲ့ hacker အဖွဲ့တစ်ဖွဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့ LS ကိုပြောပြတယ်ပြီးတော့ LS တငယ်ချင်းနဲ့ဒီမြောက်ကိုရီးယား hacker အဖွဲ့ပြောနေတာ Telegram ကနေပြောနေတာပါ Telegram ကနေပြောနေတာဖြစ်တဲ့အတွက် trace လိုက်ရနောက်ရောက်ခံလိုက်ရခက်ခဲပါတယ် LS ရဲ့တငယ်ချင်းပြောပုံရဆိုရင်ဒီမြောက်ကိုရီးယား hacker အဖွဲ့က security အားနည်းချက်တွေကိုရှာတဲ့နေရာမှာဆိုရင်ခရီးတော်တော်ရောက်နေပြီအဲ့ဒီနောက်ပိုင်းမှာဆိုရင် LS နဲ့မြောက်ကိုရီးယား hacker အဖွဲ့နဲ့အဆက်အသွယ်ရသွားပါတယ် LS နဲ့မြောက်ကိုရီးယား hacker အဖွဲ့ရင်းနှီးသွားပြီးတဲ့နောက်ပိုင်းမှာတော့မြောက်ကိုရီးယား hacker အဖွဲ့က LS ကိုကုန်တင်တွေပါတဲ့ file ပို့ပေးလိုက်ပါတယ်ဒါ IT security တမားတွေမှာဆိုရင် LS တို့လို security researcher တွေနဲ့မြောက်ကိုရီးယားလို hacker တွေကဒီ security forum website တွေမှာတွေ့ကြပြီးတော့ security အားနည်းချက်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်တစ်ဖက်နဲ့တစ်ဖက်ကုန်တင်တွေပါတဲ့ script file တွေကို sharing လုပ်ပေးတတ်ကြပါတယ်အခုမြောက်ကိုရီးယား hacker အဖွဲ့က LS ကိုပေးလိုက်တဲ့ဒီ script file ရဆိုရင်အဲ့ဒီ script file ကို run ဖို့ဆိုရင် permission တွေတော်တော်လိုအပ်ပါတယ် Windows မှာဥပမာပေးပြီးပြောရမယ်ဆိုရင်တော့ user အနေနဲ့ run လို့မရပါဘူး administrator အနေနဲ့ run ရမှာပါ LS အနေနဲ့က security researcher အနေနဲ့နှစ်ပေါင်းများစွာအလုပ်လုပ်လာတယ်ပြီးတော့သူများစီကနေ software file တစ်ခုခုရပြီဆိုရင်ဘယ်လိုပုံစံဘယ်လို procedure နဲ့ run ရမယ်ဆိုတာကိုတေချာချာသိပြီးသားလူတစ်ယောက်ပါဆိုတော့ LS ကမြောက်ကိုရီးယား hacker အဖွဲ့ကပေးတဲ့ဒီ software file ကိုသူ့ရဲ့ computer ထဲမှာမ run မဲနဲ့ VN ထဲမှာ run လိုက်ပါတယ်ဒီနေရာမှာ VN နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးရမယ်ဆိုရင်အခုပုံလေးကိုကြည့်မယ်ဆိုရင် LS က Windows 11ဆိုတဲ့ computer ကိုသုံးနေတယ်အဲ့ဒီ Windows 11ပေါ်မှာ VN ဆိုတဲ့ software ကိုသူတင်ထားတယ်အဲ့ဒီ VN software ထဲမှာဆိုရင် LS security ဘိုင်းဆိုင်ရာစမ်းဖို့ Windows 10 computer တစ်လုံး security researcher တွေ hacker တွေသုံးတယ် Kali OS ပြီးတော့ Mac OS ဒီ OS 3ခုကိုတွင်းထားပါတယ်ပြောမယ်ဆိုရင် LS က Windows 11 computer ကိုသုံးနေရဆိုပေမဲ့ Windows 10 Kali Mac OS အဲ့ဒါတွေကိုလည်းတပြိုင်နက်တည်းသုံးလို့ရပါတယ်ဒီနေရာမှာ LS အနေနဲ့မြောက်ကိုရီးယားပေးလိုက်တဲ့ software ကို Windows 11ထဲမှာမ run မဲနဲ့ VN ထဲက Windows 10ထဲမှာတွားပြီးတော့ run လိုက်တယ်ကျွန်တော်ရေဘူးအားဖြင့်ပဲပြောရမယ်ဆိုရင်မြောက်ကိုရီးယားပေးတဲ့ software ထဲမှာ virus တွေ malware တွေပါလာတယ်ဆိုရင် Windows 10 computer ပဲထိခိုက်မှာပါ Kali Mac OS ပြီးတော့ LS ရဲ့ Windows 11ကတွားပြီးတော့မထိခိုက်ပါဘူးဒါကကျွန်တော်ရေဘူးအားဖြင့်ရှင်းပြလိုက်တာပါ Windows 10ထဲမှာ virus ကိုတွားပြီးတော့ run မိလိုက်မယ်ဆိုရင်အဲ့ဒီ virus က Windows 11စီကိုတွားပြီးကူးစက်ဖို့လုပ်တဲ့နည်းတွေလည်းရှိပါတယ်အဲ့ဒါကို VN escaping လို့ခေါ်ပါတယ်အခုကျွန်တော်ပြထားတဲ့ပုံကတော့ security researcher တွေ hacker တွေသုံးတဲ့ IT security ဘိုင်းဆိုင်ရာသူတို့ဆွေးနွေးကြတဲ့ forum တစ်ခုပါအခုပြထားတဲ့ပုံထဲမှာဆိုရင် CACS ဆိုတဲ့ VIP user 2024 July 15မှာ post တစ်ခုကိုတင်လိုက်ပါတယ်သူတင်ထားတဲ့ post ကိုကျွန်တော်ဖတ်ကြည့်လိုက်မယ်ဆိုရင်ဒီ post က VN escape လုပ်နိုင်တဲ့ security အားနည်းချက်ကိုရောင်းချနေတာပါဟုတ်ပါတယ် hacker တွေကအမြဲတမ်း 0DN လို့ website မျိုးကိုသုံးပြီးတော့ရောင်းချနေရမှာမဟုတ်ဘဲနဲ့ဒီလို IT security ဘိုင်းဆိုင်ရာဆွေးနွေးကြတဲ့ forum တွေမှာလည်း security အားနည်းချက်တွေကိုရောင်းချတတ်ကြပါတယ်သူပြောထားတဲ့ security အားနည်းချက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် VN software တစ်ခုဖြစ်တဲ့ Vvox software ရဲ့ version 7.0 မှာသူ security အားနည်းချက်ကိုတွေ့ရှိထားတယ်ဒီ security အားနည်းချက်ကိုသူ့အနေနဲ့အမေရိကန်ဒေါ်လာတန်တန်မိုးရှိတဲ့တိုကန်တွေနဲ့ရောင်းချမှာပါသူရောင်းချခြင်းတဲ့ cryptocurrency တိုကန်တွေကတော့ HMR တိုကန်နဲ့ BTC Bitcoin တိုကန်တွေပါအဲ့ဒီ2024 July 15ဝန်းကျင်မှာကျွန်တော်တို့က Vvox software version 7.0 ကိုသုံးနေမယ်ဆိုရင်တော့ဒီ CS user ရဲ့ security အားနည်းချက်ကျွန်တော်တို့ရဲ့ Vvox software ဟတ်နိုင်ပါတယ်ဒါကြောင့်ပဲ IT security ဘိုင်းမှာဆိုရင် no system is safe ဆိုပြီးတော့ဘယ် system မှမလုံခြုံဘူးဆိုတာကိုပြောကြတာပါကျွန်တော်ဆက်ပြီးတော့ LS အပိုင်းကိုပြန်သွားမယ်ဆိုရင် LS ကမြောက်ကိုရီးယားပေးတဲ့ script ကိုသူ့ရဲ့ Windows 11ထဲမှာမ run မဲနဲ့ Windows 10ထဲမှာ run လိုက်တယ်ပြီးတော့အဲ့ဒီ script ထဲမှာ virus တွေပါလာတော့လည်းသိလိုက်တယ် LS ရဲ့ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့်အဲ့ဒီ virus က Windows 10ထဲကနေ LS ရဲ့ Windows 11ထဲကိုရောက်မလာခဲ့ပါဘူးဆိုတော့ LS အနေနဲ့ကမြောက်ကိုရီးယား hacker အဖွဲ့ကသူ့ကိုစတင်ပြီးတော့ hack နေပြီသူ့ကိုစတင်ပြီးတိုက်ခိုက်နေပြီဆိုတော့သိလိုက်ပါတယ်
ဒီနေရာမှာကျွန်တော်တို့ FBI ဘတ်ချန်ကိုကြည့်မယ်ဆိုရင် FBI ကအရင်ကတည်းက LS တို့အဲ့ဒီမြောက်ကိုရီးယားဟာကိုင်နဲ့တွားပြီးတော့စကားမပြောဘူးသူတို့နဲ့တွားပြီးတော့ security ဘိုင်းဆိုင်ရာမဆွေးနွေးဘူးကြိုပြီးတော့တားမြစ်ထားတာရှိပါတယ်အခုအချိန်ဒီမှာဆိုရင်တော့ LS ကမြောက်ကိုရီးယားဟာကအဖွဲ့ကသူ့ဟပ်ဖို့ကြိုးစားတာကိုပြန်ပြီးတော့လက်စားချေဖို့ဆုံးဖြတ်လိုက်ပါပြီဒီညမှာ FBI အနေနဲ့ကတော့ LS ကိုဒီလက်စားချေတာကိုလှုပ်ဖို့လည်းမပြောသလိုမလှုပ်ဖို့လည်းမပြောပါဘူးတကယ်လို့ LS လှုပ်တယ်ဆိုရင်လည်း FBI ကကူညီမှာမဟုတ်ပါဘူးဆိုတော့ LS အနေနဲ့ကမြောက်ကိုရီးယားကိုပြန်ပြီးတော့လက်စားချေဖို့စတင်ခဲ့တယ်မြောက်ကိုရီးယားနိုင်ငံဟပ်ဖို့အမျိုးမျိုးလေ့လာခဲ့တယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွန်မန့်မှာလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဝေဖန်နိုင်တယ်လို့တခြားသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းကွန်မန့်မှာဝင်ရောက်တောင်းဆိုပါလို့ရပါတယ်ဗီဒီယိုလေးကနေတစ်ခုခုရလိုက်တယ်ဆိုရင် like and share လုပ်ပေးခြင်းအပြင်တခြားလူတွေကိုပြန်လည်မျှဝေပေးပါဦးအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ